လွန်ခဲ့တဲ့3နှစ်ကျော်လောက်ကကျွန်တော်မြန်မာနိုင်ငံကနေထွက်လာခဲ့တယ်ကျွန်တော်မိသားစုနဲ့မတွေ့ဖြစ်တာလဲအခုချိန်ထိဆိုပါတော့ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်အဖေနဲ့အမေစင်ကာပူကိုလာလည်မှာမို့လို့လေဆိပ်ကိုသွားကြိုမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲတိုက်ကြည့်ပါအောင်တကယ်တော့ဒီနေ့ကျွန်တော်အဖေနဲ့အမေကရန်ကုန်ကလာမှာကျွန်တော်ညီမကထိုင်ဝမ်ကလာမှာပါအဲ့တော့တာမီနယ်က2ခုဖြစ်နေတယ်ဗျာအမေတို့ကအရင်ရောက်မှာဆိုတော့တာမီနယ်2ကိုအရင်သွားပါမယ်ကျွန်တော်လာနောက်ကျသွားတယ်ဗျာအမှန်ကလေရင်ကရောက်နေပြီကျွန်တော်ထင်အဖေတို့အမေတို့တောင်မှရောက်နေပြီတင်တယ်ကျွန်တော်နောက်ကျတယ်အဲ့မှာကျွန်တော်အဖေကိုစတွေ့ပါပြီ3နှစ်ကျော်လောက်ခွဲနေရပြီးမှပြန်တွေ့ရဆိုတော့ပျော်တာပေါ့ဗျာကဲအဲ့မှာအဖေရောအမေရောထွက်လာပါပြီ Welcome from Singapore ဒါပြီးရင်တော့ Terminal 3ကိုသွားပါမယ် Terminal 2ကနေ Terminal 3ကိုသွားဖို့က Sky Train စီးသွားရမှာပါအဲ့မှာကျွန်တော်ညီမကိုတွေ့ပါပြီ။သူကလက်ရှိထိုင်ဝမ်မှာကျောင်းတက်နေတာဆိုတော့အဲ့ကနေကျောင်းပိတ်တော့မိသားစုနဲ့လာတွေ့တာဖြစ်ပါတယ်။ဒါကတော့3နှစ်ကျော်ခွဲနေရပြီးမှပြန်တွေ့တဲ့ကျွန်တော်တို့ရဲ့မိသားစုလေးပါ။အဲ့ဒါပြီးတော့ကျွန်တော် booking လုပ်ထားတဲ့ hotel ကိုသွားနေပါပြီ။အဲ့မှာ hotel က visitor အတွက်ဆိုရင် passport ပါယူလာရမယ်ဆိုတော့ကျွန်တော်မှာ passport ကျန်ခဲ့လို့အိမ်ပြန်ယူရပါသေးတယ်။ပြီးတော့ကျွန်တော်တို့တနေကုန်အပြင်သွားပြီးစားတော့ပါတယ်။ပြီးရင်တော့ညဘက် hotel ကိုပြန်လာပါပြီ။ဒါတွေကကျွန်တော်ညီမထိုင်ဝမ်ကဝယ်လာတဲ့လက်ဆောင်တွေပေါ့။ပြီးတော့မြန်မာနိုင်ငံကယူလာတဲ့အိမ်ချက်လက်ရာအစားတောက်လေးတွေလည်းပါပါတယ်။ဒါကတော့ Mongolia က snack တွေပါ။ကျွန်တော်ညီမထိုင်ဝမ်ကယူလာတာပေါ့။ဟိုမှာ Mongolia ကကျောင်းလာတက်တဲ့တငယ်ချင်းတွေလည်းရှိတယ်ပြောတယ်။အဲ့ဒါတွေသူတို့စီကရလာတာပါ။ကျွန်တော်လည်းအခုမှ first time မြင်မှုတာဗျာ။စာရီကတော့ဘာရေးထားလဲတော့ကျွန်တော်လည်းမဖတ်တတ်ဘူးဒီမှာစိတ်ဝင်စားစရာကောင်းတာက8 in 1ဆိုတာကြီးပါကျွန်တော်မြန်မာနိုင်ငံမှာတော့3 in 1လောက်ပဲမြင်မှုတာဗျာဒီတော့8 in 1ဆိုတော့နည်းနည်းတော့များတယ်ဗျာနောက်မှပဲကျွန်တော် Google ခောက်ကြည့်အောင်မယ်ဒါတွေကတော့ထိုင်ဝမ်နဲ့မြန်မာနိုင်ငံကပါလာတဲ့လက်ဆောင်ထုတ်တွေပါဒါကျွန်တော်အိမ်ပြန်ရင်အကုန်လုံးပြန်တည်ရွားမှာပေါ့ကဲအဲ့တော့ကျွန်တော်အခုအိမ်ပြန်ရောက်ပါပြီကျွန်တော်အတွက်ပါလာတဲ့ပစ္စည်းတွေကိုကျွန်တော်ဖောက်ကြည့်ပါမယ်အရင်ဆုံးကျွန်တော်ညီမထိုင်ဝမ်ကဝယ်လာတဲ့ပစ္စည်းတွေကိုကြည့်ပါမယ်ဟုတ်တယ်ကတော့ကျွန်တော်အကုန်လုံးကြိုက်တယ် figure ကတော့ကျွန်တော်တမင်လိုချင်လို့မှားလိုက်တာပါဒါပြီးရင်တော့ကျွန်တော်အမေမြန်မာပြည်ယူလာတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ပစ္စည်းကတော့မြင်တဲ့အတိုင်းပဲအကုန်လုံးကကျွန်တော် favorite တွေကြီးပဲအမေကလည်းကျွန်တော်ဗာကြိုက်လဲဆိုတော့တီးပြီးသားဗျာကဲကျွန်တော်အတွက်ပါလာတဲ့ပစ္စည်းတွေလည်းကြည့်ပြီးဆိုတော့နောက်ထပ် day 2ကိုဆက်သွားပါမယ်ပုံမှန်ကျွန်တော်ကမြန်မာပြည်ကဟင်းတွေထည့်ပေးမယ်ဆိုရင်အခုလိုကော်ဘူးတွေနဲ့ထည့်ပေးရပါတယ်အဲ့တော့ကော်ဘူးတွေကလည်းကျွန်တော်မှတော်တော်များနေပြီဗျာစုထားသမျှကော်ဘူးတွေအားလုံးကိုအခုမြန်မာပြည်ကိုပြန်ထည့်ပေးလိုက်မှာပါဒါကတော့ကျွန်တော်မိသားစုကိုမနက်စာလိုက်ကျွေးဖို့ဟိုတယ်ကိုရောက်နေပါပြီမနက်စာကိုတော့ဟိုတယ်နာကဖူးကောက်မှာပဲသွားစားဖြစ်ပါတယ်ဟိုတယ်နဲ့တိတ်မွေးဘူးဆိုတော့လမ်းလျှောက်ပြီးတော့ပဲပြန်လာခဲ့ပါတယ်ပြီးတော့ကျွန်တော်ဒီနေ့အပြင်သွားဖို့အတွက်ကျွန်တော်တယောက်တည်းအိမ်ပြန်ပြီးအဝတ်စားပြန်လဲပါမယ်နေခင်းဘလောက်ကိုပြင်ဆင်ပြီးဟိုတယ်ကိုပြန်သွားပါမယ်ဒီနေ့အတွက်ကတော့ကျွန်တော်နဲ့အတူ special guest တစ်ယောက်ပါခေါ်သွားပါတယ်နေခင်ဘက်ကလည်းရောက်ပြီဆိုတော့ကျွန်တော်တို့နေတဲ့စားအရင်တော့စားပါတယ်ပြီးတော့ Bugis မှာလက်ဆောင်ပစ္စည်းတွေဝယ်ရင်အဖေအတွက်နိုင်လေးတစ်လုံးမှာဝယ်ပေးခဲ့ပါတယ်ကျွန်တော်တို့ Bugis ကနေဝယ်စရာရှိတာဝယ်ပြီးတော့ hotel ကိုခဏပြန်လာပါတယ်ဘာဖြစ်လို့ဆိုတော့တနေ့ကုန်အပြင်ထွက်နေမယ်ဆိုလို့ရှိရင်လူကြီးတွေအတွက်လည်းပင်ပန်းမှာဆိုလို့ပါကျွန်တော်တို့ဟိုတယ်မှာခဏပြန်လာပြီးညနေဆောင်လောက်ကျတော့ Garden by the Bay ကိုထပ်သွားခဲ့ပါတယ်။အဲ့ဒီမှာကျွန်တော်တခုသတိထားမိတာကကျွန်တော်မိဘတွေတက်ခိုတဲ့ဟိုတယ်ဘေးမှာမြန်မာအစားအသောက်တွေရောင်းတဲ့ဆိုင်တစ်ဆိုင်တွေ့ခဲ့တယ်ဗျ။ဒါပေမဲ့ဒီဆိုင်ကကျွန်တော်တို့ဒီမှာမြင်ဘူးနေကြမြန်မာဆိုင်တွေမျိုးမဟုတ်ပဲနိုင်ငံသားဧည့်သည်တွေပိုများပါတယ်။အခုဆိုရင်တော့ကျွန်တော်တို့ Garden by the Bay ကိုရောက်ပါတော့မယ်ပြီးရင်အဲ့ဒီမှာကိုသွားမဲ့နေရာရဲ့ ticket တွေကိုအရင်ဝယ်ပါတယ်ကျွန်တော်တို့အခုက Flower Dome နဲ့ Cloud Forest ကိုသွားမှာဆိုတော့လမ်းလျှောက်နေရင်ကြာမှာဆိုလို့ shuttle bus နဲ့ပဲသွားလိုက်ပါမယ်
အခုဆိုရင် entry point ကိုရောက်ပါပြီအဲ့တော့ flower dome ထဲကိုအရင်ဝင်ပါတော့မယ်အခုချိန်က Chinese New Year လည်းနီးလာပြီဆိုတော့ decoration တွေကတော့မြင်တဲ့အတိုင်းပါပဲအပင်တွေစိုက်ရတာဝါသနာပါတဲ့အဖေနဲ့အမေအတွက်ဒီနေရာလေးကတော်တော်အဆင်ပြေပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်တို့သွားမယ့်နေရာနောက်တစ်ခုဖြစ်တဲ့ Cloud Forest ထဲကိုဝင်နေပါပြီCloud Forest နဲ့ Flower Dome ဆိုရင်ကျွန်တော်က Cloud Forest ကိုပိုကြိုက်တယ်ဗျာယောက်ျားလေးမို့လို့ Flower Dome ကိုတိတ်မကြိုက်တာလည်းဖြစ်နိုင်ပါတယ် Cloud Forest ထဲရောက်သွားရင်ပထမဆုံးခံစားလိုက်ရတာကအေးပြီးဆိုဆွတ်တဲ့လေထုနဲ့ရေတခွန်ကြီးရဲ့အတန်ပါပဲစင်ကူကအပြင်မှာဆိုအရန်ပူတယ်ဗျာဒါပေမဲ့အဲ့ဒါကိုခဏမေ့ထားပြီးစိမ့်ဆိုတဲ့တောင်တန်းကြီးကိုမောကြည့်လိုက်ရတာတကယ်ကိုစိတ်ပန်းပြေစေပါတယ်တိမ်နေကြတဲ့လမ်းလျှောက်နေရသလိုခံစားချက်မျိုးပေးနိုင်တဲ့ Cloud Walk ပေါ်မှာလမ်းလျှောက်ရင်ရှားပါတဲ့တစ်ခွတွေကိုကြည့်ရရတယ်နည်းနည်းတော့ပုံမြင်ဆန်တယ်ဗျာအပူချိန်ကတော့23 degrees Celsius နဲ့25 degrees Celsius ကျမှရှိတယ်စင်ကူရောက်ရင်မဖြစ်မနေသွားတဲ့နေရာလို့ပြောရင်ကျွန်တော်ကတော့မှားမယ်မထင်ဘူးဖန်ဖက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီထဲကရေကောင်က35မီတာပေနဲ့တွက်မယ်ဆိုရင်115ပေမြင့်ပါတယ်ဒါကကမ္ဘာအကြီးဆုံး indoor waterfall တွေထဲကတစ်ခုလို့ပြောရင်မမှားဘူးဒီ Cloud Mountain ကိုလူလုထားတာဆိုပေမဲ့ဒီထဲမှာပေါက်နေတဲ့အပင်အများစုကတဘာဝအတိုင်းပေါက်နေတယ်လို့လည်းသိထားပါတယ်ကျွန်တော်တို့သွားတဲ့အချိန်က Cloud Forest ထဲမှာ Jurassic World Experience အတိုင်း decoration လုပ်ထားတာပါတကယ်တော့ကျွန်တော်တို့အဲ့ထဲမှာရောက်နေတဲ့အချိန်အပြင်မှာမိုးတွေရွာနေတာပါပြောမယ်ဆိုရင်အချိန်ကိုက်ဖြစ်သွားတာပေါ့ကံကောင်းလို့မိုးမမိခဲ့ပါဘူးဒါကတော့ကျွန်တော်အလုပ်မှာ morning shift ဆင်းပြီဆိုရင်အခုမြင်နေရတဲ့ dinosaur မျက်လုံးအတိုင်းပါပဲဒါကတော့ကျွန်တော်တို့ shuttle bus နဲ့ပဲလာရလမ်းအတိုင်းပြန်လာခဲ့တာပါကျွန်တော်တို့လည်းတော်တော်လေးပြင်ပန်းနေကြပြီဆိုတော့ bike တွေလည်းစားလာပါပြီအဲ့တော့ညစာစားမယ့်နေရာကိုသွားပါမယ်အခုကြည့်နေတဲ့သူတွေတော့ဘယ်လိုခံစားရမလဲမသိဘူးကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ကိုမိဘနဲ့ကိုညီမကိုဒီလိုမျိုး experience တွေပေးနိုင်ခဲ့လို့ဝမ်းသာမိပါတယ်ပြောမယ်ဆိုရင်ဒါလေးကဘာမှမပြောပါတော့တဲ့စိတ်ချမ်းသာမှုလေးတစ်ခုပါနောက်ထပ်လည်းဒီထက်ကောင်းတဲ့နိုင်ငံတွေမှာဒီထက်ကောင်းတဲ့ experience တွေပေးနိုင်ဖို့ကျွန်တော်ထပ်ပြီးစူးစမ်းရပါအောင်မယ်စကားမဆက်ဒီထိုင်းဆိုင်လေးတော်တော်စားလို့ကောင်းတယ်ဗျ MBS အောက်ထက်ကဖူးကောက်မှာရှိပါတယ်ကဲကျွန်တော်တို့ညစာလဲစားပြီးပြီဆိုတော့ဟိုတယ်ကိုပြန်ပြီးနားပါတော့မယ်ဒီနေ့အတွက်တော့ကျွန်တော်အမေကကျွန်တော် special guest လေးလက်ဆောင်ပေးလို့ petrol 8လေးတစ်လုံးရခဲ့ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဒါမျိုးဗီဒီယို part 2လာပါအောင်မယ်ခင်ဗျာ alright ဒီလောက်ဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးလည်းနည်းနည်းလေးရှင်းနေပြီဆိုတော့